မျိုးဗီဇနီးပညာကကဘာကြီးကိုတစ်ခုလုံးကြောင်းလဲပစ်လိုက်တယ်ဆိုပါစို့အဲ့ဒီနောက်မှာဘာတွေဆက်ဖြစ်လာမလဲတော်တော်လေးရှုပ်ထွေးရသည့်ဇက်လန်းကိုတစ်ချက်လောက်အတူတူကြည့်ကြည့်ရအောင် သူတို့ဖျားလို့ဟဲ့တယ်အခုတော့ငါတို့အားလုံးဒုက္ခရောက်ကုန်ပြီဟုတ်ပါတယ်ဒီစကားတစ်ခုနဲ့နဲ့တင်ဒီဇက်လန်ကဘလောက်တောင်အန်ဒီရဲ့များပြီးစွန့်ရင်စရာကောင်းလဲဆိုတာအကုန်လုံးကိုပြောပြနေတယ်လို့ပါတယ် ကဲဇလန်ရဲ့နောက်ခံကတော့နျူကလ িয়ার စစ်ပွဲကြီးအပြီးမှာကဘာကြီးကဖျားပုံအတိုင်းပဲဖြစ်သွားခဲ့တယ်ဒါပေမဲ့အရာအလုံးကိုပြောင်းပြန်လမ်းပစ်နိုင်မဲ့ရှာဖွေတွေ့ရှိမှုကြီးတစ်ခုပေါ်လာခဲ့တယ်အဲ့ဒါကဘာများဖြစ်မလဲဟင် အဲ့ဒါကတော့ဒီမှာမြင်နေရတဲ့ Genesis တစ်ပင်ပါပဲကဘာတစ်ရဲ့အသက်သွေးရိုးလို့တောင်ပြောလို့ရတယ်သူကဘာလို့တလဲဆိုတော့ဓာတ်ရောင်ကြီးတွေကိုစုပ်ယူပြီးတန်ရှင်းတဲ့စွမ်းအင်ဖြစ်ပြောင်းလဲပေးတယ်တကယ်ကိုအံ့ဩစရာပဲနော်ဒါပေမဲ့အံ့ဩစရာကောင်းလေဒီအပြင်ကြီးကပဲလူအဖွဲ့အစည်းကိုနှစ်ချမ်းကွဲသွားအောင်လုပ်ဖြစ်ခဲ့တာပါ ဟုတ်တယ်ကဘာကြီးကိုကယ်တင်နိုင်ခဲ့တာတော့မှန်တယ်ဒါပေမဲ့အဲ့ဒီအတွက်ပိတ်ဆက်လိုက်ရတာကလည်းတော်တော်ကြီးရဲ့အဲ့ဒါကတော့လူအဖွဲ့အစည်းတစ်ခုလုံးနှစ်ပိုင်းကွဲတော့တာပါပဲကဲအဲ့ဒီနှစ်ချမ်းကွဲသွားတဲ့လူအဖွဲ့အစည်းရဲ့ပုံစံကတိလို့ပါတစ်ဖက်မှာတော့ဇင်းခံပစ္စည်းတွေနဲ့ပြည့်စုံနေတဲ့မျိုးဗီဇပြုပြင်ထားသူများရှိတယ်နောက်တစ်ဖက်မှာတော့ဆင်းရဲမွဲတေပြီးဘာမှမရှိတဲ့ပုံမမှန်သူများဒီလိုရှိသူနဲ့မရှိသူကွာခြားချက်ကနေပဲဇလန်ရဲ့အဓိကပဋိပက္ခကြီးကစတော့တာပါပဲ ဒီလိုကဘာကြီးထဲမှာဇလိုက်တွေကဘသူတိချစ်မလဲသူတို့ကတော့လီယွန်နဲ့ခလိုယီပါလီယွန်ကခြေတော့မတန်ဆန့်နဲ့ပုံမမှန်သူတယောက်ဒါပေမဲ့အရန်တော်တဲ့ရှက်ပြင်စရာပေါ့ခလိုယီကတော့သူကညီမလေးတယောက်လိုဆုံးရှုံးထားတဲ့ကောင်မလေးပါဒီလိုမညီမျှတဲ့ကဘာကြီးထဲမှာဒီနေ့ရောက်ဘလို့များရက်တီကြမလဲဆိုတာစိတ်ဝင်စားစရာပဲ သူတို့နှစ်ယောက်ရှင်တန်ရက်တီဖို့တော့ Genesis ပမွန်ကမရှိမထီလိုအပ်လာပြီအဲ့ဒီအခါမှာပဲသူတို့နှစ်ယောက်ဟာတော်တော်လေးကိုအန်ဒီယများတဲ့ခိုးယူမှုကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ကြတော့တယ် သူတို့ရဲ့အစီအစဉ်ကတကယ်ကိုပါနတ်တယ်လို့ပြောရမယ်ကလိုဝီကကျောင်းသူရောက်လို့ဟန်ဆောင်ဝင်သွားတယ်လီယွန်ကတော့တန်ရှင်းရေးဝန်ထမ်းအထီနဲ့ဓာတ်ခွေခန်းနဲ့ခိုးဝင်လိုက်တယ်ပြီးတော့စေအုပ်ကျွေးလီတစ်ကောင်ကိုတုံးပြီးအဆောင်တွေကိုအီဖင်းငွေနဲ့မိသွားအောင်လုပ်လိုက်တယ်အထက်မှာတော့ခိုးလာတဲ့ပန်းကိုကလိုဝီရဲ့အယူလေးထဲမှာဝှက်ထားလိုက်တယ်အစီအစဉ်ကတော့ကောင်းပါပြီဒါမှတကယ်ရောအောင်မြင်မှာမလား ကဲခိုးယူမှုကတော့အောင်မြင်သွားခဲ့တယ်ဘန်ပွင့်ရောဂျန်နက်စစ် CNN ပြန်လီရောရခဲ့တယ်ဒါပေမဲ့လေဒီအောင်မြင်မှုလေးကသူတို့ရဲ့ဘဝကိုအကြီးကျယ်ပြောင်းလဲပေးမဲ့ကိစ္စရပ်ကြီးရဲ့အစပဲရှိပါသေးတယ်အဲ့ဒီခိုးယူမှုကနိုင်ငံရေးလောကကိုပါလွတ်ခတ်သွားစေခဲ့တယ်ဒီလိုနဲ့ပဲလီယိုနဲ့ကလိုရီတို့နှစ်ယောက်ဟာအာနာပိုင်တွေရဲ့ပြစ်မှတ်ဖြစ်လာခဲ့တော့တာပါပဲဘယ်လိုဖြစ်လာတယ်လဲဆိုတာစကြည့်ရအောင် ဒီအချိန်မှာပဲနိုင်ငံရေးသမားတယောက်ဖြစ်တဲ့အထက်လွှတ်တော်အမတ် Frank Kessler ဆိုတာပေါ်လာပါတယ်။သူကမျိုးဗီဇတန်းတူညီမကြီးဆိုတဲ့ဆောင်ဖို့နဲ့ပုံမမှန်သူတွေအားလုံးကိုကူတာပြီးမယ်လို့ကတိတွေပေးခဲ့တယ်။အစပိုင်းမှာတော့တကယ်ကောင်းတဲ့လူတယောက်လိုပါပဲ။ဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကတကယ်ပဲကောင်းမွန်မြဲမြဲရဲလားဆိုတာကတော့မေးခွန်းထုတ်စရာပဲ။ ဒီနေ့ရဲ့တိုက်ခိုက်မှုကစံတမှုတစ်ခုပဲတကယ်တိုက်ခိုက်မှုကမကြခင်လာတော့မှကြားလဲအောင်နဲ့တင်ကြတိထားစရာပဲဒီစကားတွေကတကယ်ကိုကြောက်စရာကောင်းတဲ့အဖြစ်ဆိုရတစ်ခုလာတော့မယ်ဆိုတာနေမိပါပဲ ဒီနောက်မှာတော့အခြေအနေတွေကတော်တော်လေးရှုပ်ထွေးသွားပါတယ်။ Antigen ဆိုတဲ့အကြမ်းဖက်အဖွဲ့တစ်ခုကစားတော့ဆိုင်ဒီဇိုင်းကိုတိုက်ခိုက်တယ်။အဲ့ဒီမှာကန်ဆိုဂျင်တော့လီယွန်နဲ့ကလိုရီတို့ကရောက်နေတာ။သူတို့တီတီလေးလွတ်သွားခဲ့ပြီးမြဲတရင်းဒီမှာတော့ CCTV မတန်းနေနဲ့တကွသူတို့နှစ်ယောက်ကိုတရားခံဖြေကြီးညာလိုက်တယ်။အစိုးဆုံးကပါလေသီလားအကြမ်းဖက်မှုနေနေကမှုကြီး HES ကိုတိုင်က Antigen အဖွဲ့ရဲ့ခေါင်းဆောင်ထင်နေတာပဲ။ဒါကတကယ်ကိုထောင်ကျုပ်စီမှုကြီးတစ်ခုပါ။ ဘာလို့ဒီလိုထောင်ချောက်ဆင်ရတာလဲသူတို့ရဲ့တကယ်ပဲ့မှတ်ကလူဖွဲ့စည်းနှစ်ခုကြာငင်းချမ်းရေးရစီမဲ့ဖျော်ဖြေပွဲတစ်ခုဖြစ်နေလို့ပဲအကြံကတော့ရှင်းရှင်းလေးဒါပဲပဲအရန်ယူမာတယ်ဖျော်ဖြေပွဲကိုတိုက်ခိုက်မယ်ပြီးရင်အဲ့ဒီဘက်အားလုံးကိုပုံမမှန်သူတွေပေါ်ပုံချလိုက်မယ်ဒါပါပဲ ဒါပေမဲ့ဒီချင်းစီမှုကြီးရဲ့နောက်ွယ်မှာတော်တော်လေးကိုကြောက်စရာကောင်းတဲ့မိသားစုရေးရလှူဝှက်ချက်တစ်ခုရှိနေပါတယ်။အဲ့ဒါဘာဖြစ်မလဲ။စပ်ပြီးဖော်ထုတ်ကြည့်ရအောင် ဒီနေရာမှာပဲခုနကအားလုံးရဲ့ကဲတင်ရှင်ကြီးလို့ဖြစ်နေတဲ့အထက်လွှတ်တော်မှာ Frank Kessler ရှိကိုပြန်သွားရအောင်ဆိုတော့သူကတကယ်တော့ဘာလို့လဲ သူကလီယွန်ရဲ့ဖက်ခံရင်ဖြစ်နေပါတယ်ဟုတ်ပါတယ်ဒီအချက်တစ်ခုတည်းကမင်းဇန်လန်တစ်ခုလုံးကိုလုံးဝကိုပြောင်းပြန်လန်ပေးလိုက်ပါတယ် အမှန်တရားကထင်ထားတာတဲ့အစားပေါင်းများစွာပိုဆိုးနေခဲ့ပါတယ်။ကလိုဝီက Frank ရဲ့တခွဲကန်းထဲကိုခိုးဝင်ကြည့်လိုက်တော့သူ့ရဲ့တကယ့်အကြမ်းစီကိုသိတော့တယ်။သူကပုံမမှန်သူတွေကိုကုပေးနေတာမဟုတ်ဘူး။သူတို့ကိုစမ်းသက်ခံဖြစ်အသုံးချနေတာ။သူတို့ရဲ့ဦးနှောက်တွေကိုထုယူပြီးတော့အစွမ်းထက်မျိုးဗီဇဆေးရည်တကူဖန်တီးနေခဲ့တာပါ။သူမျက်စိထဲမှာဒီလူတွေကလူနာတွေမဟုတ်ဘူး။စွန့်ပစ်လို့ရတဲ့စမ်းသက်ခံတွေတတ်တတ်ပဲ။ ဒီအမှန်တရားကြီးကိုတည်ထွားတဲ့နောက်မှာတော့လီယွန်နဲ့တခြားပုံမမှန်သူတွေအားလုံးဟာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အခြေအနေမှာပဲပြန်လည်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြတော့တယ်
နောက်ဆုံးတိုက်ပွဲကတော့တကယ်ကိုပြင်းထန်ခဲ့ပါတယ်လီယွန်ကတခြားသူတွေကိုဥဆောင်ပြီးသူတို့မှရှိရဲ့လက်နက်ကိရိယာတွေနဲ့ပြန်တိုက်ကြတယ်အဲဒီမှာတပ်မှုကြီး Hus နဲ့အသေးချီရင်ဆိုင်တိုက်ခိုက်ကြတယ်တိုက်ပွဲဆုံးမှလီယွန်က Genesis တပင်ရှိတဲ့အခန်းထဲကိုပြစ်ချခံလိုက်ရတယ်ဒါပေမဲ့ကန်ဂျမာရဲ့လက်ပြောင်းလို့ပဲပြောရမလားတပင်ကြီးကသူ့ဘာသာသူတုံးပြန်ပြီးသူ့ရဲ့စူးတယ်နဲ့ Hus ကိုချက်ချင်းထိုးဖောက်တက်ပစ်လိုက်တယ် ဒီလိုနဲ့ has ကြာဆုံးသွားပြီး Frank ရဲ့ကြောက်စရာကောင်းတဲ့ရာဇဝတ်မှုတွေလည်းအားလုံးရှိမှပေါ်သွားတဲ့အခါမှာတော့အပြောင်းလဲတွေစဖြစ်လာပါပြီအစိုးရကပုံမှန်မှန်သူတွေအပေါ်ခွဲခြားဆက်ဆံမှုတွေကိုအဆုံးသတ်ဖို့စတင်လှုပ်ဆောင်ခဲ့ပါတယ်ဒါပေမဲ့ Frank ကဆလာကတော့ပျောက်သွားတယ်သူကပျောက်ချင်းမလောက်ပျောက်သွားခဲ့တယ်ပြီးတော့သူဖိုးစားထားတဲ့အဲ့ဒီအစွမ်းထက်ဆေးရည်ကိုသူ့ကိုယ်သူအသုံးပြုလိုက်ပါပြီဆိုတော့သူရဲ့ညာရွက်မှုတွေလည်းပေါ်သွားပြီးကဘာကြီးကလည်းပိုကောင်းတဲ့ပုံကိုပြောင်းလဲဆက်ပြူလာပြီးဒါပေမဲ့အဓိကမေခုံကြီးတစ်ခုချန်နေခဲ့တယ်ဖရန်ကဘာဖြစ်သွားပြီလဲသူကလူသားတယောက်အဖြစ်ရှိနေသေးရဲ့လားဒါမှမဟုတ်အများကြီးပိုအန်တယ်များတဲ့တတ္တဝါတစ်ခုအဖြစ်ပြောင်းလဲသွားပြီလားအဲ့ဒီမေခုံနဲ့ပဲဒီဇလန်ကကျွန်တော်တို့ကိုဆက်ပြီးစဉ်းစားစရာတွေပေးသွားခဲ့ပါတယ်